အချစ်ကြီးရင်အမျက်ကြီးတတ်တယ်ဆိုတဲ့အတိုင်းတိတ်ဘွားတော်ကအသက်ထက်မကချစ်ခဲ့မှုတဲ့လင်သားကိုမှဘဝချသွားတဲ့အခါရရက်ဆက်ဆက်ကလေးစားချေခဲ့တဲ့မိဖုရားတဦးရဲ့အာဃာတမိရှမ်းညိုးတွေနဲ့လူဘွားကိုရောက်လာတဲ့မိဖုရားကြီးသူပတ်တာကသူမရဲ့ဆူတောင်းကိုဘလိုမျိုးကောင်းထဲဖော်ပြီးစရန်စင်မင်းကိုအန်ဒီရဲ့ပြုမှလဲပါရမီရှင်စရန်စင်မင်းရဲ့နှလုံးသားကိုမြားစိမ့်နဲ့မွေးပြီးရောင်ကြီးတော်၆သွဲဖျားထွက်နေတဲ့အဆွဲတော်မြတ်တွေကိုအရှင်လလဖြတ်ယူခဲ့တဲ့ကြေကွဲစရာဖြစ်မှန်ဇလန်ကြီးကိုကျမတို့ရဲ့ဓမ္မမေလိုဒီ channel လေးကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရှေးလွန်လေပြီးတော့အခါကလူသူရောက်ပေါက်နေလာတဲ့ဟီမွန်နာတောနတ်ကြီးရဲ့အလယ်ယူဇနာ90ခန့်ကျဲဝန်းပြီးတောတောင်တွေခုနှစ်ထပ်ရံပတ်ထားတဲ့တာယာကြည်နူးဖို့ကောင်းတဲ့စရန်အိုင်ကြီးဆိုတာရှိခဲ့ပူပါတယ်စရန်စင်မင်းပြောဆိုင်ရာအိုင်ကြီးရဲ့အနာမှာတော့လှပတဲ့ဂျာတော်ကြီး9တက်ရှိပါတယ်ငါခါတောင်လိုစိမ့်ပန်ပန်ရောင်စင်ရှိတဲ့ဂျာညိုတော်ကြီးကတင်တယ်နေသလိုပရမများကြောက်တွေစီးချဲထားတဲ့ကဲ့သို့တောက်ပနေတဲ့ဂျာနီတော်ကြီးကလည်းကြည့်မဝအောင်လှပနေပြန်ပါတယ်ရှူစင်တန်းရှင်းပြီးမွေးရနံ့တွေတင်းပြတ်နေတဲ့ဂျာပြူတော်ကြီးကလည်းနတ်ပြည်ကနနဝွန်ဥယျာဉ်တော်ကြီးတိုင်းဖန်ဆင်းထားသလိုပါပဲဝိုင်းဆက်လာပါပြီးထုံသင်းတဲ့ရနံ့တွေနဲ့ပြည့်စုံတဲ့ပရုံမာဂျာတော်နဲ့ပလဲသွယ်တွေလိုဖြူဖွေးအေးများတဲ့ဂျာပုံရိပ်တို့ကလည်းအိုင်ကြီးရေမျက်နှာပြင်မှာအစီပွင့်လန်းလို့နေကြပါတယ်စရိုင်းကြီးရဲ့အနောက်ဖက်မှာတော့12ယူဇာနာကန်ရှည်လျားပြီးရွှေရောင်အစင်းနဲ့တောက်ပနေတဲ့ရွှေကူကြီးတစ်ခုရှိပါတယ်။အဲဒီရွှေကူကြီးမှာဖျားလောင်းစရန်စင်မင်းကအချမ်းရန်စင်ပေါင်း8000နဲ့အတူခံညာထေဝါစွာစံပေတော်မူခဲ့ပါတယ်။စင်မင်းရဲ့အစင်းတံကတာမန်စင်တွေနဲ့မတူပဲအလွန်ထူးခြားပါတယ်။ခြေပြားလက်ဖြားနဲ့နှကန်းပြားလေးတွေကကတိပန်းပွင့်တွေလိုနီမြန်ဆိုပြေးနေပြီးတကူလုံးကတော့ခယူသိန်းကြီးကိုအယောင်တင်ထားသလိုစွတ်စွတ်ဖြူလို့နေပါတယ်။ပိုပြီးအောင်ဖို့ကောင်းတာကတော့အဆွဲတော်ကြီးနှစ်စုပါပဲ။အဲဒီအဆွဲတော်ကြီးတွေစီကနေထွက်တဲ့ရောင်ကြီးတော်6သွဲကအရက်ရှစ်မျက်နှာတစ်ခွင်လုံးမှာတလက်လက်တောက်ပါနေတာကြောင့်နတ်စင်မင်းတပါလားကြည်ညိုစရာအလွန်ကောင်းလာပါတယ်။စရန်စင်မင်းရဲ့ခန္ဓာကိုယ်ကကြည်လိုက်ရုံနဲ့တင်ကြက်သိမ်းထားရလောက်အောင်ကြက်တည်ရှိလာပါတယ်။အမြင့်88တောင်အလျား120တောင်ရှိပြီးနှမောင်းတော်က58တောင်ဒီရှည်လျားပါတယ်။အစင်တန်းစားရီလိုလာပါနေတဲ့အဆွဲတော်တွေကလုံးပတ်15တောင်ရှိပြီးအလျား30တောင်ထိရှိပါတယ်။စင်မင်းရဲ့ဘေးဝဲရမှာတော့စူလာတုပဒါနဲ့မဟာတုပဒါလို့အမည်ရတဲ့စင်မီပြား2ပါးရှိပါတယ်။စင်မီပြား2ပါးကစရန်စင်မင်းရဲ့အပါတော်မှာအမြဲမပြတ်ခါစားကြပါတယ်။မိုးရင်းခါမှာတော့ရွှေကူကြီးထဲမှာဆံမြန်ပြီးနွေရာသီရောက်တဲ့အခါမှာတော့အေးမြပြီးအရိပ်အဝါသာကောင်းလာတဲ့ညောင်ပင်ကြီးတွေရဲ့အရိပ်အောက်မှာဆံမြန်လေးရှိပါတယ်။တာယာလှပတဲ့နေ့တစ်နေ့မှာတော့ဖျားလောင်းစရန်စင်မင်းကနဝရ9ပါးစီချဲထားတဲ့ပြသက်ကြီးတစ်ခုလိုခံညာထေဝါလာတဲ့အင်းချင်းပင်ကြီးတစ်ပင်ရဲ့အောက်မှာမိဖုရား2ပါးနဲ့အတူအေးချမ်းစွာနားခိုနေခဲ့ပါတယ်။သစ္စာရှိလာတဲ့မိဖုရား2ပါးဖြစ်တဲ့စူလာတုပဒါနဲ့မဟာတုပဒါတို့ကအပါတော်မှာခါစားနေကြပါတယ်။မဟာတုပဒါကတော့လေအောက်ဖက်မှာခါစားနေပြီးစူလာတုပဒါကတော့လီညာဘက်မှာစံပိန်နေပါတယ်။အဲဒီချိန်မှာစင်မင်းကပျော်ရွှင်ကြည်နူးစရာကောင်းလာတဲ့ပုံဝန်းကျင်ကြောင့်မိမိရဲ့ခိုင်ခန့်လာတဲ့ဥကင်းနဲ့အင်ချင်းပင်ကြီးကိုအသာအရဝှေ့ရန်လိုက်ပါတယ်။အဲဒီချိန်မှာတော့အင်ချင်းပင်ကြီးကတိတိတတ်တာလောက်ခါသွားပြီးအင်ချင်းပန်းရဲ့ဝစ်ဆန်ဝစ်မုံတွေကပန်းမိုးရွာသလိုတဖြုတ်ဖြုတ်ကြွေကြလာပါတော့တယ်။ဒါပေမဲ့ဒီပန်းမိုးရွာတဲ့မြင်ကွင်းကမိဖုရား2ပါးအတွက်တော့ကောင်းကင်နဲ့မြေကြီးလိုကွာခြားသွားခဲ့ပါတယ်။ဒီညာဘက်မှာရှိတဲ့စူလာတုပဒါရဲ့ကိုယ်ပေါ်ကိုတော့လေတိုင်နှုံးကြောင့်တိကိုင်6တွေတိရွက်6တွေနဲ့အတူပရွက်စိတ်ခါချင်းတုတ်တွေကြွေကြလာပြီးသူမရဲ့နူးညံ့တဲ့သားရည်ကိုကြိုက်ခဲနာကျင်စေခဲ့ပါတယ်။
တစ်ဖက်မှာရှိတဲ့မဟာတုပတ္တာရဲ့ကိုယ်ပေါ်မှာတော့မွေပြန်လာတဲ့အင်ဂျင်ပန်းပွင့်တွေပန်းငုံလေးတွေနဲ့ဝင်းမုံတွေကတတရာစုပုံကြွေကြလို့နေပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဆူလာတုပတ္တာရဲ့ရင်ထဲမှာမနာလိုမှုတွေနဲ့ဝင်တိုမှုတွေကအရှိန်ပြင်းပြင်းမီးတောက်တစ်ခုလိုစတင်တောက်လောင်လာပါတော့တယ်။ဒီစင်မင်းကငါအပေါ်မှာမေတ္တာမမျှဘူး။သူ့ရဲ့ချစ်တော်မှာတုပတ္တာကိုကြတော့မွေးပြန့်တဲ့ပန်းတွေနဲ့ဝေစားစေပြီးငါကိုကြတော့တစ်ကိုင်းကြောက်တွေပိုးမွားတွေနဲ့နာကျင်အောင်အရှက်ရအောင်လှုပ်လေခြင်းဆိုပြီးတလွဲထင်မြင်ကအကြီးကျယ်စိတ်နာသွားခဲ့ပါတယ်။အာဃာတစိတ်တွေကသူမရဲ့နှလုံးသားမှာအမြင့်တွယ်သွားခဲ့ပါတယ်။အင်ဂျင်ပင်အောက်ကအဖြစ်ပြက်ကြောင့်စိတ်နှလုံးနာကျင်နေရတဲ့ဆူလာတုပတ္တာမိဖုရားအတွက်နောက်ထပ်တစ်ချိန်မှလည်းကံကြမ္မာကအထင်လွဲစရာတစ်ခုကိုဖန်တီးပေးလိုက်ပြန်ပါတယ်။အခုတော့ငါကတိရစ္ဆာန်မို့ခံရပေမဲ့တန်တရားဆိုတာရှိသေးတာပဲ။ဒီခန္ဓာကိုယ်ကအမြဲတမ်းတည်မြဲနေမှာမဟုတ်ဘူး။နောက်ဘဝမှာငါရဲ့အင်အားနဲ့ဒီစင်မင်းကိုကလေးစားခြေပြမယ်ဆိုပြီးပြင်းထန်တဲ့ရန်ညိုးကိုစတင်ဖွဲ့မိပါတော့တယ်။စရိုင်းကြီးထဲမှာရေကစားနေကြစဉ်စင်မင်းကအလွန်လှပတဲ့ပထုံမာဂျပန်ကြီးတစ်ပွင့်ကိုရရှိခဲ့ပါတယ်။စရန်စင်မင်းကထိုဂျပန်ကြီးရဲ့ဝတ်ဆံတွေကိုနှမောင်းတော်နဲ့သားရသယ်ယူပြီးမိမိရဲ့ဥကင်ထပ်မှတင်ကလေထဲမှာပန်းရနံ့တွေပြန့်လွင့်အောင်ဝှေ့ရမ်းလိုက်ပါတယ်။စရန်စင်မင်းကစရန်အိုင်ကြီးတွေကနေရရှိလာတဲ့အလွန်ထူးမြတ်လာတဲ့ဂျပန်ယေတနာတွေကိုမိမိရဲ့အနာမှာခါစားနေတဲ့မဟာတုပတ္တာကိုသာမေတ္တာရှိရှုပြီးပေးသနာလိုက်ပါတယ်။ဆူလာတုပတ္တာအတွက်ကတော့စင်မင်းရဲ့ပြုမှုတွေကသူမကိုလစ်လျူရှုခြင်းအရေးမဆိုင်ခြင်းလို့သာထင်မှတ်မိပါတယ်။ပထမတစ်ချိန်ကတစ်ကိုင်းကြောက်တွေနဲ့ငါ့ကိုရှက်ခွဲတယ်။အခုတခါလဲမျက်နှိုးစရာဂျပန်ကိုငါ့ကိုမပေးပဲသူ့ချစ်တော်ကိုပဲပေးပြန်ပြီဆိုတဲ့အတွေ့နဲ့ဒုတိယမြောက်ရန်ညိုကိုကြီးမားစွာဖွဲ့တည်လိုက်ပါတော့တယ်။ချစ်ချင်းမေတ္တာနဲ့လှုပ်ဆောင်တဲ့ကိစ္စလေးတွေကအထင်လွဲမှုတွေနဲ့ပေါင်းစပ်သွားတဲ့အခါဆူလာတုပတ္တာရဲ့ရင်ထဲမှာမေတ္တာတွေခန့်ချောက်ပြီးရန်ညိုတွေသာကြီးထွားလာခဲ့ပါတယ်။ဒီရန်ညိုးတွေကနေတဆင့်စရန်စင်မရဲ့အသက်ဘေးကိုဘယ်လိုမျိုးအန္တရာယ်ပြုလာမှာလဲအညိုးတေးတွေနဲ့စိတ်မချမ်းမြေဖြစ်နေတဲ့ဆူလာတုပတ္တာကတနေ့မှာတော့ဟီမိုနာတော်ထဲမှာသတင်းသုံးနေကြတဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်900တို့ကိုနတ်တုဒ္ဓါနဲ့တူလာတဲ့ကြာဆွဲကြာရင်းနဲ့မွေးချိုင်လာတဲ့ကြာပြားရည်တို့ကိုတရားကြည်ပြူစွာကတ်လူပူဇော်ခဲ့ပါတယ်ကုသိုလ်ပြုပြီးတဲ့နောက်မှာတော့သူမကဖျားလောင်းစင်မဲပေါ်စိတ်နာနာနဲ့အခုလိုပဲဆူတောင်းလိုက်ပါတော့တယ်။အရှင်ဖျားတို့တပည့်တော်မှာပြုခဲ့တဲ့ကုသိုလ်ကံကြောင့်ဤဘဝမှာတည်လွန်ခဲ့ရင်လူဘဝမှာဧကရစ်မင်းမြတ်ရဲ့အချစ်ဆုံးမိဖုရားဖြစ်ရပါလို့ဤအခြားသူတွေထက်တာလွန်တဲ့အလှပတွေနဲ့ပြည့်စုံပြီးသူ့ဘတ်တာဆိုတဲ့အမည်နဲ့ပဲနန်းစည်းစိမ်ကိုခံစားရပါလို့ဤဒါအပြင်အတိတ်ဘဝကိုပြန်လဲမြင်နိုင်တဲ့ဉာဏ်ကိုလည်းရပါလို့ဤဖျားသူမရဲ့ဆူတောင်းကဒီနေရာမှာတင်မရက်ဖဲအာဃာတမီတွေပုံမပြင်းထန်လာပြီးဆူတောင်းကပိုပြီးကြောက်စရာကောင်းလာပါတယ်တပည့်တော်မှာမိဖုရားကြီးဖြစ်လာတဲ့အခါအခုစားတိုင်းမှာရှိနေတဲ့မဟာတုပတ္တာကိုပဲချစ်မြတ်နိုးလှတဲ့ဒီစရန်စင်မင်းကိုအသေးစိုးနဲ့သိစေချင်ပါတယ်သူ့ရဲ့ကိုယ်တော်ကနေဖြာထွက်နေတဲ့ရောင်ကြီးတော်6သွဲလွှမ်းပတ်ထားတဲ့အဆွဲတော်မြတ်အစုံကိုလည်းတပည့်တော်မှစိတ်အာရုံကျန်းစီတဲ့အတိုင်းဖြတ်တောက်ယူနိုင်သူဖြစ်ရပါလို့ဤရန်ညိုးကိုအရင်ခံတဲ့ထိုဆူတောင်းကပြင်းထန်လွန်လာပါတယ်ဆူတောင်းပြီးတဲ့နောက်မှာတော့ဆူလာတုပတ္တာကစိတ်မချမ်းမြေ့မှုတွေကြောင့်အစားအစာကိုလည်းမစားနိုင်အဲ့လိုလည်းမရပဲတဖြည်းဖြည်းညှိုးနွမ်းလာရာကမကြခင်မှာပဲခန္ဓာပြတ်ကျွေပြီးကွယ်လွန်သွားခဲ့ပါတယ်။သူမရဲ့ဆူတောင်းတိုင်းလူပြည်ကမဒရစ်တိုင်းမှာမဒရစ်မင်းကြီးရဲ့သမီးတော်တုပတ္တာဖြစ်ပြန်လဲမွေးဖွားလာခဲ့ပါတယ်။အရွယ်ရောက်တဲ့အခါမှာတော့ဘာယာနတိမင်းကြီးရဲ့မိဖုရားကြီးဖြစ်လာခဲ့ပြီးမင်းကြီးရဲ့အလွန်မင်းချစ်မြတ်နိုးခြင်းကိုခံရပါတော့တယ်။
နန်းတွင်းရဲ့စီးစိမ်တွေကြားမှာစံပယ်နေရပေမဲ့သူမရဲ့ရင်ထဲမှာတော့အတိတ်ကရန်ညိုမီတွေကငြိမ်မသွားပဲတစပြန်လဲနိုးထလာဖို့အချိန်ကိုစောင့်နေပါတော့တယ်။ဘာယာနတိမင်းကြီးရဲ့အချစ်တော်မိဖုရားကြီးဖြစ်လာတဲ့သူပတ္တာကတနေ့မှာတော့အတိတ်ဘဝကအကြောင်းအရာတွေကိုကွက်ကွင်းပြန်လဲမြင်အောင်လာပါတော့တယ်။စားရိုင်းကြီးပေကအင်ဂျင်ပင်အောက်မှာသူမရခဲ့တဲ့အရှက်နဲ့နာကျင်မှုတွေစင်မင်းပေါ်ထားခဲ့တဲ့ရန်ညိုးတွေကိုပြန်လဲသတိရလာတဲ့အခါအခုတော့ငါရဲ့အကြံစီတွေအောင်မြင်တော့မယ်ငါအခုဆူတောင်းခဲ့တဲ့အတိုင်းမိဖုရားကြီးလည်းဖြစ်ပြီးစင်မင်းကိုကလေးစားချေဖို့အခွင့်အရေးရောက်လာပြီဆိုပြီးရင်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ပါတယ်သူမကအကြံရှိသူပြီးပရိယေတစ်မျိုးကိုစတင်သုံးဆွဲပါတော့တယ်အခါစားဝင်ရမယ့်အချိန်တွေပါလဲမဝင်ပဲနေတယ်ပျော်ပွဲရွှင်ပွဲတွေကိုလည်းမတက်ဖဲနေတယ်စားတော်ပွဲတွေကိုလည်းမသုံးဆောင်တော့ပဲမျက်နှာညှိုးငယ်ပြီးအိတ်ဆောင်ထဲမှာပဲအားမရှိသလိုလဲလျောင်းနေပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ဘာယာနတိမင်းကြီးကအလွန်တရာစိုးရိမ်သွားပြီးအိုးချစ်လှစွာတော်မိဖုရားကြီးတင်ရဲ့ခန္ဓာကိုယ်မှာဘလို့မျိုးမကြမ်းမမာဖြစ်နေရတာလဲသွေးလီမညီညွတ်တာလားဒါမှမဟုတ်နန်းတွင်းမှာတင်းရဲ့အလိုဆန္ဒမပြေဝတာမျိုးရှိနေလို့လားဘာကြောင့်ဒီလောက်တောင်ညှိုးနွမ်းနေရတာလဲဆိုပြီးမေးမြန်းတော်မူပါတယ်သူပတ္တာမိဖုရားကအားအင်ကြီးနဲ့ဟန်ဆောင်ပြီးခတ်နွယ်လေးတန်လေးနဲ့တတော်ဦးတင်လိုက်ပါတယ်ရွှေနန်းသခင်အရှင်မင်းကြီးဖျားနှမတော်မှာအလွန်ခဲရင်လာတဲ့အလိုဆန္ဒတစ်ခုရှိနေပါတယ်အသက်နေတောင်လဲရမယ့်ချင်းချင်းတစ်ခုဖြစ်နေလို့နှမတော်ဒီလိုညှိုးငယ်နေရတာပါမင်းကြီးကမိဖုရားကြီးတင်လိုချင်တာမှန်သမျှအကုန်ပြောပါငါကိုတော့ချက်ချင်းရအောင်ဖန်တီးပေးမယ်လို့ဂရီပေးလိုက်တဲ့အခါမှာတော့သူပတ္တာကသူမရဲ့ထောင်ချောက်ကိုပိုပြီးကြက်အောင်တဆင့်တိုးလိုက်ပြန်ပါတယ်သူမကချက်ချင်းပြန်မပြောဘဲမျက်နှာညှိုးငယ်စွာနဲ့ညင်းဆိုဟန်ပြုလိုက်ပြီးအရှင်မင်းကြီးနှမတော်ရဲ့လူဝင်ကအရှင်မင်းကြီးကိုအလွန်ပင်ပန်းစေမှမို့တင်းလျှောက်ဖို့ခက်ခဲလာပါတယ်နှမတော်ရဲ့ကံကြမ္မာကြောင့်ပဲဒီလိုဖြစ်ရတာမို့အရှင်မင်းကြီးကိုပူဇော်ပြီးမပင်ပန်းစေချင်ပါဘူးဒီတိုင်းပဲနေခွင့်ပြုပါတော့နှမတော်တည်ခြင်းလဲတည်ပါစေတော့ဖျားဆိုပြီးအောက်ကြနောက်ကြလေးတန်းလေးနဲ့မင်းကြီးရဲ့ချစ်ကိုစံသက်ခါပရိယေနဲ့တင်လျှောက်လိုက်ပါတော့တယ်မိဖုရားကြီးရဲ့ပရိယေကျွဲဝါလာတဲ့စကားတွေကိုကြားရတဲ့ဘာယာနတိမင်းကြီးရဲ့ရင်ထဲမှာမိစားနဲ့ထိုးသလိုပူပန်ခြင်းကြီးစွာဖြစ်ရပါတော့တယ်ငါရဲ့အသက်သမ ्या ချေရတဲ့မိဖုရားကြီးကိုဘလို့နီးနဲ့မှအသေးမခံနိုင်ဘူးလို့စိတ်ကူရင်မင်းကြီးကအခုလိုစကားကိုရဲရဲဝံ့ဝံ့ကြီးဆိုလိုက်ပါတယ်ချစ်လာစွာသောမိဖုရားကြီးတင့်ရဲ့လိုဆန္ဒဘလောက်ပဲခက်ခဲပါစေကောင်းကင်ကဒူဝန်ကျဲကိုတောင်းတာပဲဖြစ်ဖြစ်မိုးပေါ်ကတိမ်ဦးမိုးလေကိုတောင်းတာပဲဖြစ်ဖြစ်ငါဖုံးရှင်အတွက်တော့ဘာမှမခက်ခဲပါဘူးဒီမိုးအောက်မြေပြင်လူပောင်လောကထဲမှာရှိနေတဲ့ဘယ်ရာမျိုးကိုမဆိုရန်သူအပေါင်းကဘလောက်ပဲခုခံကာကွယ်နေပါစေငါရဲ့အသက်ကိုစွန့်ပြီးတော့တောင်မရရအောင်ယူဆောင်ပေးပါမယ်မိဖုရားကြီးစိတ်ထဲရှိသမျှအလိုဆန္ဒကိုအားမနာပဲသာပွင့်ပွင့်လင်းလင်းရှောက်တင်ပါတော့လို့အချစ်စောနဲ့အစွမ်းကုန်အားပေးလိုက်ပါတော့တယ်မင်းကြီးရဲ့အခိုင်အမာဂတိစကားကိုရလိုက်ပြီးဆိုတာနဲ့သူပတ္တာမိဖုရားကသူမရဲ့နူးညံ့ဟန်ဆောင်ထားတဲ့မျက်နှာလေးကိုမှန်ပါနဲ့မော်လိုက်ပါတယ်ဗရမ ्या တွေစီချဲထားတဲ့တာလွန်ညောင်ဆောင်ထက်ကနေမင်းကြီးကိုကြည်လင်ပြတ်သားစွာတတော်ဦးတင်လိုက်တာကတော့အရှင်မင်းကြီးနှမတော်လျှောက်တင်ရမှာတော့အခြားမဟုတ်ပါဘူးဤကာတိတိုင်းမြကြီးတွင်မှရှိသမျှသောမုတ်ဆိုးအပေါင်းကိုနိုင်ရင်ပြင်မှာစုဝေးပေးစေခြင်းပါတယ်မုတ်ဆိုးတွေစုံလင်တဲ့အခါကျမှနှမတော်ရဲ့ရင်ထဲကကြံစီထားတဲ့အလိုဆန္ဒကိုအရှင်မင်းကြီးထံတောင်းခံပါမယ်လို့ပြောလိုက်ပါတော့တယ်မင်းကြီးကမိဖုရားရဲ့အလိုကိုဖြည့်ဆည်းဖို့အတွက်ယူဇနာ300ကျဲဝန်းလာတဲ့ကာတိဂရိတိုင်းပြည်ကြီးတစ်ခုလုံးမှာရှိတဲ့နမဲကျော်မုတ်ဆိုးကြီးပေါင်း6000ကိုနန်းတော်ရှိမှအမြန်ဆုံးစုဝေးစေခဲ့ပါတယ်။မုတ်ဆိုးတွေစုံလင်းလင်းရောက်ရှိလာတဲ့အခါမင်းကြီးကမိဖုရားကြီးကိုအခုလိုပဲမိန့်ကြပါတယ်။အိုမိဖုရားကြီး
တင်လိုရှိတဲ့အတိုင်းတောလိုက်ရာမှာကျွမ်းကျင်လာတဲ့မုတ်ဆိုးကြီးတွေငါရဲ့ခြေတော်ရင်းကိုရောက်လာကြပြီအခုပဲတင်လိုခြင်းတဲ့အကြောင်းအရာတွေကိုငါရဲ့ရှေ့မှောက်မှာပဲမုတ်ဆိုးတွေနဲ့တိုင်ပင်ပြီးပွင့်ပွင့်လင်းလင်းမိန့်ကြားပါတော့လို့ဆိုကားမိဖုရားကြီးရဲ့လက်ထဲကိုလွှဲအပ်ပေးလိုက်ပါတော့တယ်။နိုင်ရင်မြင်ထက်မှာစုဝေးနေကြတဲ့မုတ်ဆိုး6000ကိုမိဖုရားကြီးသူဘတ်တာကအမှန်ပါနဲ့ကြည်ပြီးအမိန့်ရှိလိုက်ပါတယ်။အချင်းမုတ်ဆိုးတို့တာယာလှပတဲ့ဟီမိုနာတောနတ်ထဲကစတန်အိုင်မှာအခြေချနေတိုင်းနဲ့စရန်စင်မင်းကိုတတ်ပြီးရောင်ကြီးတော်6သွဲဖျားနေတဲ့သူ့ရဲ့အဆွဲတော်အစုံကိုငါထံအရောက်ဆက်တာနိုင်မဲ့သူရှိသလားမိဖုရားကြီးရဲ့စကားအဆုံးမှာတော့မုတ်ဆိုးတွေအလုံးကတုံလုံးခြောက်ချသွားကြပါတယ်ပါရမီရှင်စင်မင်းရဲ့ဖုံးကံကိုကြောက်ရွံ့တာကြောင့်အိုးမိဖုရားကြီးကျွန်တော်မျိုးတို့မတတ်ဝတ်ပါဘူးမဆက်တာနိုင်ပါဘူးလို့သာတညီတညွတ်ထဲညင်းဆိုကြပါတယ်အဲဒီချိန်မှာမိဖုရားကြီးရဲ့ဆူရှာလာတဲ့မျက်လုံးတွေကမုတ်ဆိုးအုပ်ကြီးရဲ့အလယ်မှာရှိတဲ့သောနုဒ္ဒရာဆိုတဲ့မုတ်ဆိုးကြီးစီမှာရပ်တန့်သွားပါတော့တယ်မိဖုရားကြီးကသောနုဒ္ဒရာကိုကဲခတ်လိုက်တဲ့အခါသူ့ရဲ့ရုပ်လက္ခဏာကသူတော်ကောင်းတွေနဲ့လာမှမသက်ဆိုင်ပဲရုပ်မှာကြံတမ်းမှုတွေပေါင်းစပ်ထားတာကိုတွေ့လိုက်ရပါတယ်ဒီလိုလူယုံလူချမ်းလူဆိုးသွမ်းကိုခိုင်းစေမှသာငါရဲ့အကြံစီအောင်မြင်မှာပဲလို့မိဖုရားကြီးကတွေးလိုက်မိပါတယ်မိဖုရားကြီးကမင်းကြီးကိုခွင့်ပန်ပြီးသောနုဒ္ဒရာမုတ်ဆိုးကိုနန်းတော်ရဲ့အထက်ပြသက်ပေါ်ကိုခေါ်ဆောင်သွားပါတယ်နန်းတော်ကနေဟီမိုနာတအုပ်ကြီးရှိရာအရက်ကိုလက်ညွန်ပြပြီးစာရန်စင်မင်းနေထိုင်ရာအရက်မျက်နှာနေထားကိုအသေးစိတ်ရှင်းလင်းပြသပါတော့တယ်အေးမြတဲ့လေညင်းတွေတိုက်ခတ်နေပေမဲ့မိဖုရားကြီးရဲ့စကားလုံးတွေကတော့အေးဆက်လာပါတယ်အမောင်သောနုဒ္ဒရာအခုငါညွန်ပြတဲ့မြောက်ဖက်အရက်တိုင်းတက်မမတ်သွားလေတော့လူသူကင်းဝေးတဲ့အရက်တွေကိုကြော်ဖြတ်ပြီးယူဇနာ30ခန်းခရီးရောက်တဲ့အခါဟီမိုနာတောကြီးရဲ့အဝင်ဝါကိုတင်ရောက်လိမ့်မယ်မိဖုရားကြီးကဆက်လက်ပြီးတောတောင်တွေရဲ့အနေထားကိုအသေးစိတ်ရှင်းပြပါတယ်ဟီမိုနာတောထဲမှာပိတ်ဆို့တားဆီးနေတဲ့တောင်ငယ်9ထပ်နဲ့တောထပ်ကိုကြော်ဖြတ်ပြီးရင်တော့စရအိုင်ကြီးကိုတတိုင်းကြီးတွေလိုဝန်းရံထားတဲ့တောင်စင်9ထပ်ကိုတင်မြင်ရလိမ့်မယ်။အဲ့ဒီတောင်တွေထဲမှာအတွင်းဘက်ဆုံးဖြစ်တဲ့ရွှေတောင်ကြီးကယူဇနာ80ထိမြင့်မားပြီးကောင်းကင်ကိုထိမတက်ထဲဝါလွန်လာတယ်။အဲ့ဒီရွှေတောင်ကြီးအောက်ခြေကိုတင်ကြည့်လိုက်ရင်ညာစိမ်းရောင်တွေလွှမ်းနေတဲ့တောင်ဆွဲတွေကြားမှာမောင်မောင်ညွန့်ညွန့်နဲ့အလွန်ကြီးမားတဲ့ညောင်မင်းကြီးတစ်ပင်ကိုတင်တွေ့လိမ့်မယ်။အဲ့ဒီနေရာကတော့ငါရဲ့ရန်သူတော်စရန်စင်မင်းနွေရာသီရဲ့အပူဒဏ်ကိုရှောင်ရှားပြီးရေရနံ့ပန်းရနံ့တွေပါတဲ့လေအေးကိုခံယူကအပန်းဖြေနေတဲ့နေရာပဲ။မိဖုရားကြီးရဲ့စကားတန်ကရန်ညိုးတွေကြောင့်ပိုပြီးလေးလံလာပါလေ။တခါတရံကြရင်တော့စင်မင်းကရွှေဝတ်ဆံတွေထိန်ထိန်ဝင်းနေတဲ့အင်ဂျင်ပင်ကြီးရဲ့အရေးအောက်မှာသူ့ရဲ့ချစ်တော်မဟာသူပတ္တာနဲ့တူပန်းဝင်းမုံတွေကြားမှာပျော်မြူးစံပယ်လေးရှိတယ်။မိုးတောက်လိုနနခင်းရောက်ပြီးဆိုရင်တော့စင်ပေါင်း8000ချန်ရံပြီးစတန်အိုင်ကြီးထဲမှာရေချိုးတန့်စင်ကြလိမ့်မယ်။ရေချိုးပြီးတဲ့အခါတန်ရှင်းတဲ့မြေလွင်ပြင်မှာခိတနာနေပြီးကိုဘော်ကရေတွေခန်းချအောင်စောင့်ဆိုင်နေတာကသူတို့ရဲ့စင်လာပဲ။မိဖုရားကြီးသူဘတ်တာကသောနုဒ္ဒရာမုတ်ဆိုးကိုကြည့်ပြီးတည်ငြိမ်တော်လဲကြောက်မက်ဖွယ်ကောင်းတဲ့လေးတန်နဲ့အမောင်မုတ်ဆိုးအခုငါညွန်ပြတဲ့လမ်းစဉ်တိုင်းကာတိတိုင်းပြည်ကနေစတန်အိုင်ကြီးစီကိုမဆိုင်မတော့သွားပါတော့တောတောင်ရှိုးမြောင်းတွေမြစ်ချောင်းအသွယ်သွယ်နဲ့ကြမ်းတမ်းလာတဲ့လမ်းခံနာရတွေကိုဘလို့အနောက်ရှမ်းမှမငယ်ပဲစွန့်စားသွားရမယ်အဲ့ဒီရက်ကိုရောက်တာနဲ့တပြိုင်နက်အစိတ်တွေပြည့်နေတဲ့အစိတ်လူးများနဲ့စရန်စင်မင်းကိုပြစ်ပြီးသူ့ရဲ့ရောင်ကြီးတော်6သွဲဖျားနေတဲ့အဆွဲတော်မြတ်နှစ်စုကိုငါထံအရောက်ယူဆောင်ခဲ့ပါမိဖုရားကြီးကသူမရဲ့လုပ်ရက်ကိုတရားမျှတဟန်ဆောင်ရင်းရင်ထဲကခါတီလာတဲ့အတိတ်ကိုလည်းဖွင့်ဟလိုက်ပါတယ်ငါခုလိုခိုင်းစေတာကမိန်းမတို့ဓမ္မတာမာယာတွေနဲ့အကြောင်းမဲ့လင်းကိုနှွယ်ဆိုးပြီးတောင်းနေတာမဟုတ်ဘူးအတိတ်ဘဝတော်ကဒီစင်မင်းကတရားလက်လွတ်ပြုကျင့်ခဲ့တယ်
သူရဲ့ချစ်တော်မှာသူ့ဘက်သားကိုပဲမျက်နှာသာပေးပြီးငါ့ကိုကြတော့အရှက်ရအောင်နာကျင်အောင်တမင်တကာနှိပ်စက်ခဲ့တယ်။အဲ့ဒီတော့ငါခံစားရတဲ့နာကျင်မှုတွေကခုထိငါရင်ထဲမှာလက်လက်ဆက်ဆက်ရှိနေတော့မယ်။အဲ့ဒီရန်ညိုးရန်ကြွေးကိုစပ်ဖို့အတွက်အခုငါမင်းကိုစေခိုင်းရတာပဲ။မိဖုရားကြီးကဟီမိုနာရဲ့လေးဝတ်စံကျဲတဲ့တောတောင်တွေကြော်ဖျားမဲ့တောင်စင်ခုနှစ်ထပ်နဲ့ရွှေရောင်ဝင်းနေတဲ့တောင်ကြီးကြောင်မုတ်ဆိုးကြီးကိုလမ်းညွှန်မှုပေးလိုက်ပါတော့တယ်။ရုပ်ရည်ရောစိတ်သက်ပါကြံတန်လာတဲ့သောနုဒရမုတ်ဆိုးကြီးကမိဖုရားကြီးရဲ့ရာဇဝတ်အမိန့်ကိုနာခံပြီးစရန်စင်မင်းကိုတတ်ဖို့ဘလိုမျိုးရက်ဆက်တဲ့ပြင်ဆင်မှုတွေလုပ်မှလဲ။စင်မင်းကြီးအတွက်တော့အလွန်စိုးရိမ်စရာကောင်းတဲ့ကံကြမ္မာဆိုးကြီးကတဖြည်းဖြည်းနီးကပ်လာခဲ့ပါပြီ။ဗီဒီယိုလေးနဲ့ပတ်သက်ပြီးကြည့်ရှုသူမိတ်ဆွေအားလုံးကိုတကူလာမေတ္တာရက်ခံပြီးရှင်းပြခြင်းပါတယ်ရှင်။အခုတင်ဆက်နေတဲ့ဗီဒီယိုလေးကမိနစ်40ကျော်လောက်ကြာမြင့်မှာဖြစ်လို့ပရိသတ်တွေကြည့်ရတာအဆင်ပြေအောင်အပိုင်းနှစ်ပိုင်းခွဲလိုက်ရပါတယ်ရှင်။တဦးချင်းစီအတွက်အကောင်းဆုံးတင်ဆက်ပေးခြင်းနဲ့စေတနာအပြင်ဗီဒီယိုကိုကြာကြီးဆောင်ဆိုင်ရတာမျိုးမဖြစ်စေချင်လို့အခုလိုခွဲပြီးတင်ပေးလိုက်ရတာကိုလည်းနားလည်ပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။အတန်မိုင်းဆိုင်ရာအကြံပြုချက်တွေကိုလည်းကျမတို့အကောင်းဆုံးပြင်ဆင်နေပါတယ်လို့ပြောပြစီ။အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးအထူးတင်ရှိသလိုနောက်ထပ်လာမယ့်အပိုင်းနှစ်ကိုလည်းဆက်လက်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ပိုကောင်းတဲ့ဖန်တီးမှုတွေနဲ့အတူမကြခင်ပြန်လာခဲ့ပါမယ်။